အားလုံးပဲမင်္ဂလာပါအခုပြပြပေးချင်တာက grade 4အတွက်ဖြစ်ပါတယ်ရှင်အဲ့တော့ grade 4သင်တဲ့ teacher တွေအတွက်မြန်မာစာအင်္ဂလိပ်စာသင်ချသင်ဖို့အခက်အခဲရှိတယ်ဆိုရင်ကိုယ့်ရဲ့တသားမမီးက grade 4မို့လို့ပြန်ပြီးတော့လေ့ကျင့်ပေးခြင်းနဲ့ဆိုလို့ရှိရင်ကျမစီမှာဒီမြန်မာစာအင်္ဂလိပ်စာသင်ချ3ဘာသာအတွက်သင်ခန်းစာတွေဝယ်လို့ရပါတယ်ဘလို့ဝယ်ရမလဲဆိုတော့ဆရာမကခလေးကိုသင်ပြထားတဲ့ဗီဒီယိုလေးတွေကို Telegram တွေဝယ်ရမှာပါ Telegram ဆိုတော့အားလုံးသိတဲ့အတိုင်းပဲအလွယ်တကူ down လို့ရတယ်ကိုယ့်ရဲ့ဖုန်းထဲမှာအလွယ်တကူစေ့ထားလို့ရတယ်အဲ့တော့ကိုကတစ်ချိန်မဲ့ internet သုံးလိုက်ရုံပဲပေါ့နော်နောက်ချိန်ကြီးကျ AC ကြည့်လို့ရပြီအဲ့ဒီထဲမှာဘာတွေပါမလဲဗီဒီယိုတစ်ခုချင်းစီအကုန်ပါမယ်သင်ခန်းစာအစအဆုံးသင်ရိုးကုန်ပြီးရင်ဆရာလမ်းညွှန်ပြဋ္ဌာန်းစာအုပ် PDF ဖိုင်တွေပါမယ်မေခွန်းတွေပါမယ်လေ့ကျင့်ခန်းတွေပါမယ်တင်မှုမှတ်တမ်းတွေလာပိုင်းမှတိကတွေအကုန်ပါမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီဘာသာရပ်ကိုကြိုက်တဲ့ဘာသာရပ်ရွေးဝယ်လို့ရတယ်เนาะဒီ3ခုလုံးယူစရာမလိုဘူး3ခုလုံးယူတယ်ဆိုလို့ရှိရင်လည်းကျွန်မက promotion လေးပေးထားပါသေးတယ်စိတ်ဝင်စားရင်ဒီဖုန်းနံပါတ်လေးနော်